Hello အားလုံးပဲမင်္ဂလာပါရှင်မအားတာကောအချိန်မရတာကောပင်ပန်းတာကောအကုန်လုံးရောပြီးတော့ဒီရက်ပိုင်း reading video လေးလည်းမတင်ဖြစ်ဘူးပေါ့နော်ဒါအရှိမတော့အမဆိုင်းလေးခုရဲ့ဒါဒီမေလတလစာ live reading နဲ့ပတ်သက်ပြီးတော့ဒါအပိုင်းလေးတွေပေါ့နော် single RSX single ဆိုတော့အပိုင်းလေးတွေခွဲပြီးတော့ရေးပေးထားတာလေးရှိတယ်ပေါ့နော်တကယ်လို့မဖတ်ရသေးဘူးဆိုရင် share post လေးတွေမှာဖတ်ကြည့်လို့ရပါတယ်အခုကတော့ပေါ့နော်ဒါဆိုင်းလေးနဲ့ခွဲပြောတာမျိုးတော့မဟုတ်ဘူးပေါ့နော်ဒီဗီဒီယိုလေးကိုတွေ့တဲ့သူနားထောင်မိတဲ့သူလေးတွေရဲ့ပေါ့နော်ဒါအခြေရေးကံကြမ္မာလေးနော်ဒီ left oracle ကတ်လေးတွေကဒါ oracle တီးတံမှာဖတ်ပေးမှာနော် tarot မပါဘူး oracle ကတ်လေးတွေကဘာလေးတွေများကိုအခြေရေးနဲ့ပတ်သက်ပြီးတော့ကံကြမ္မာလေးပေါ့နော်ပြောထားနေဘလို့နမိတ်လေးတွေပြောထားမလဲဆိုတာလေးကိုဒါ short reading လေးလုပ်ပေးမှာပဲဖြစ်ပါတယ်နောက်ကျရင်တော့အမကတ်အစ်စ်လေးတွေဝယ်ထားရလဲရှိတော့လေအဲဒီကတ်ကလေးတွေကိုလေ့လာပြီးတဲ့အခါကျရင်တော့ reading video လေးတွေတင်ပေးသွားပါမယ်နော်အခုဒီဗီဒီယိုလေးကိုနားထောင်မိတဲ့သူလေးတွေကအခြေနဲ့ပတ်သက်ပြီးတော့ဗာလေးတွေသိထားဖို့ရှိလဲဘယ်လို message လေးတွေပေါ့နော်ဒါကို angel လေးရာကိုပေးနေလဲအချမ်းဉာဏ်နေပေးနေလဲတတိပေးစကားလေးတွေပြောနေလဲဆိုတာလေးကိုကြည့်ပေးမှာပဲဖြစ်ပါတယ်ဒါတော့ angel လေးတွေခုနထောင်နေတဲ့သူလေးတွေအတွက် message လေးပေးပါခုနထောင်နေတဲ့သူကိုခုဖတ်နေတဲ့ကျမတို့ကပေါ့နော်အလုံး energy တူကြည့်ကြမယ်နော်လောဆယ်တုံးကတ်ကိုရုံဆောင်ကြည့်ရအောင် Okay ပထမကလေးရ photograph တယ်နော် Looking at your photos missing you nostalgia made new memories Okay get talk the finish ဒီကနမိတ်လေးရဘာကိုခံစားလိုက်မိလဲဆိုရင်ဒါခုကြည့်နေတဲ့သူလေးကများသောအားဖြင့်ဝေးကွာနေကြတဲ့သူလေးတွေဖြစ်ကောင်းဖြစ်နိုင်တယ်နော်ဒါ base of the deck မှာဒီမှာနော် base of the deck မှာကြည့်နေတဲ့သူလေးတွေကဝေးကွာနေတဲ့ဆက်ဆံရေးလေးတွေမှာဆိုရင်ကိုယ့်ရဲ့တစ်ဖက်လူကကိုယ့်ရဲ့ဓာတ်ပုံလေးတွေကိုကြည့်နေတာမျိုးလေးတွေကိုယ်သတိရနေတာမျိုးလေးတွေရှိတယ်နော်ဒါကိုယ့်ရဲ့ age လည်းဖြစ်မှာပေါ့ကွာသိတာနော်သူတို့ကကိုယ်သတိရနေတယ်လွမ်းနေတယ်ကိုနဲ့ပေါ့နော်ပြောမယ်ဆိုရင်တော့memory အစ်စ်လေးတွေဖန်တီးခြင်းနဲ့စသဖြင့်ပေါ့နော်အခွင့်အခါများရခဲ့ရင်ပေါ့သူ့အနေနဲ့ကိုနဲ့အစ်စ်တစ်ဖန်ပြန်စတင်ခြင်းနဲ့ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်အဲ့လိုနမိတ်လေးမြင်ရတယ်ဒီမှာခုနားထောင်နေတဲ့သူတွေတော်တော်များများဒီလို energy ရှိဖို့ပုံများမယ်ကောင်မလေးတွေပဲဖြစ်ဖြစ်ကောင်လေးတွေပဲဖြစ်ဖြစ်ပေါ့နော်အခုချိန်မှာကိုက move on နေတဲ့ဒါကိုရဲ့ SD ကဘာကြီးပဲဖြစ်နေကို move on နေတယ်ကိုစူးစမ်းပြီးတော့ကွာကိုပျော့အောင်နေတယ်ကိုတငယ်ချင်းနေနဲ့ပေါင်းသင်းနေနဲ့ပျော်ပျော်ရွှင်ရွှင်ပျော်ပျော်ပပလေးဖြစ်နေတယ်စကားကြီးပြောလိုက်ဟိုသွားလိုက်ဒီသွားလိုက်နဲ့ပေါ့နော်တဲ့မလားအဓိက happily single ကွာတဲ့လားပျော်ရွှင်အောင်စူးစမ်းပြီးတော့နေတယ်တကယ်လည်းပျော်နေရဆိုတဲ့ခံစားချက်တွေရှိတဲ့ energy တွေပုံများလိမ့်မယ်ဒါအခုနားထောင်နေသူလေးတွေအဲ့တော့အကိုရဲ့ HD ကဘယ်လောက်ပဲလွမ်းနေတယ်သတိရနေတယ်ပျော်ကိုအနေနဲ့ move on နေပြီဘာလို့ move on လာလဲဆိုတော့ကိုဘွားမှာနော်ဘယ်လိုပြမလဲဒီမှာမြင်ရတဲ့လို့ဆိုရင်တော့ date meeting someone new နော် meeting someone new ဆိုတော့ new energy တွေမြင်နေရတယ်အဲ့တော့ကိုကပြောမှစင်က H တွေကိုသွားပြီးခောက်ထားလိုက်ပြီးမေးလိုက်ပြီးကိုအတွက်ကိုဘုံမှာခုချိန်မှာ new love ပဲ new energy ပဲကိုလိုချင်တော့တယ်ဒီ new energy new love ကိုပဲကိုအနေနဲ့ကောင်းဆုံးပေါ့နော်ဒါရအောင်တိဆောက်သွားမယ်ဒါ relationship တစ်ခုအကြိမ်တိဆောက်ဖြစ်သွားမယ်ဆိုရင်တော့မပေါ့နော်အကောင်းဆုံးတိဆောက်သွားမယ်ဘယ်လိုပြရမလဲကွာကိုကအခုချိန်မှာဘာတွေဖြစ်နေလဲဆိုတော့ဒီမှာ finish ကကလေးလိုပဲ ဖ
Phoenix ကဆိုတာကွာပြပုံနဲ့ကိုတိုးပြီးတာမှသူကလေဟိုးကောင်းရင်ဒီထိုးဖောက်ပြီးတော့ပြန်တန်းတက်နိုင်တဲ့ရှင်တန်နိုင်တဲ့ရှိတဲ့ဘယ်လိုပြောရမလဲဟိုအရင်ရဲစံတတိလည်းရှိတယ်ကွာတိလားအဲ့လိုငှက်မျိုးပေါ့နော်အဲ့လိုမျိုးပဲကိုယ်စိတ်တရားလည်းအခုချိန်မှာပြောင်းလဲလာပြီရင့်ကျက်လာပြီအဲ့လိုပိုင်းရှိနေတာကိုလည်းပဲထပ်မြင်ရသေးတယ်အဲ့တော့အခုချိန်မှာဒီလို energy တွေရှိနေတဲ့သူလေးတွေအတွက်ကတော့ HD ကိုဘာကြီးပဲဖြစ်နေလွမ်းနေတာပဲဖြစ်သတိရနေတာပဲဖြစ်ဘလိုကြီးဖြစ်နေကိုယ့်ရဲ့ energy မှာ H ကို move on ပြီးတော့လူတစ်ကိုပဲစောင့်နေတော့မယ်ဆိုတဲ့ energy တွေကိုတွေ့ရတယ်အဲ့လို energy တွေတန်းကိုယ့်ဘဝမှာလူတစ် meeting someone new ရတာဝင်လာလိမ့်မယ်နော်အဲ့တော့ဘာဖြစ်ဒါလေးကတော့ short reading လေးပေါ့နော်အခုနားထောင်နေတဲ့သူလေးတွေကဒီလို energy ကိုက်ညီတယ်ဆိုရင်တော့လာပါလိမ့်မယ်ကိုမျိုးနေတဲ့ energy မျိုးတွေရှိတဲ့လူမျိုးပေါ့နော်အဲ့လိုလူမျိုးကကိုယ့်ဘဝထဲကိုရောက်လာလိမ့်မယ်ဆိုပြီးတော့ပြောချင်ပါတယ်နော်အဲ့တော့ဒါလေးကတော့ short reading လေးပါပဲ short reading လေးဖြစ်တဲ့အတွက်ကြောင့်ဒီ reading လေးမှာအကယ်၍ကိုယ်နဲ့ကိုက်ညီတဲ့ energy တွေရှိရဆိုရင်တော့ okay ကိုယ်တို့ပြောရှင်ရမယ့်နေ့ရက်တွေကတော့ပြန်ပြီးတော့ရောက်ရှိလာတော့မှာပါကိုက Phoenix ကလေးတို့ပဲအရင်ကတန်ပါတယ်ရဲရင်နဲ့တောက်ပါတဲ့သူတယောက်ဖြစ်တဲ့ဆိုတာကိုမမေ့ပါနဲ့နော်အားလုံးပဲခုမျိုးအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုအသစ်လေးလည်းပေါ့နော်ဒါမကြခင်မှာမှတင်ပေးတော့ဖို့အတွက်ကြိုးစားပါမယ်အဲ့အတွက်ကြောင့်နောက်ထပ်တင်မဲ့ဗီဒီယိုလေးတွေမှာလည်းအားပေးကြပါအောင်နော်ကျေးဇူးအများကြီးတင်ပါတယ် see you bye bye